မင်္ဂလာပါရှင်။ Chi Audio Book Channel လေးကနေပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာပရိသတ်များကိုပြောပြတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာစက်မင်းတောင်ယူပရေးသားထားတဲ့တမလွန်ဤအနောက်မြောက်တောင်အရ၌ရှိသောဆိုတဲ့ဇာတ်လမ်းအစဆုံးလေးကိုပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ဇာတ်လမ်းလေးမစတင်ခင်မှာကျမတို့ channel လေးကို like and subscribe လေးလုပ်ပြီးဘေးနားက notification ကောင်းလေးနှိပ်ပေးခဲ့ဖို့လည်းတောင်းဆိုပါရစေ။ကျေးဇူးတင်ပါတယ်ရှင်။ဟုတ်ကဲ့ပါ။ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုအခုပဲပြောပြတင်ဆက်ပေးသွားမှာမို့လို့ပရိသတ်များကအားပေးနားဆင်ပေးကြပါအောင်ရှင်။မောင်ညောင်းနေပြီလား။ဝိုင်းတလဲမောင်းပေးမယ်လေ။ညောင်းတာတော့တော်တော်ညောင်းနေပြီဝိုင်းရဲ့။ခဏနေဆိုပသိမ်မြို့တယ်ဝင်တော့မှာပဲ။လမ်းတစ်ခွဝိုင်းကိုရောက်ပြီးတော့မှာပဲဝိုင်းတလဲမောင်းကျင်မောင်းလေ။ပြပြနဲ့မမှန်မဲမောင်းတော့။ဟုတ်ကဲ့ပါမောင်။အိမ်နောက်တက်တန်း3နှစ်ပြည့်anniversary ကိုချောင်းသာတွင်လုပ်ချင်ပါသည်ဟုဇနီးဖြစ်သူဝိုင်းရတုကမကြာခဏပူဇာနေသောကြောင့်အလုံးမခွင့်ရတော့လေစက်မင်းကိုယ်တိုင်လိုက်ပို့ဖြစ်ခဲ့တယ်။ချောင်းသာငွေဆောင်တကားမှမရပို့သေးသောရန်ကုန်သူချစ်စနီလေးအားအရင်ကတည်းကလိုက်ပို့ချင်ခဲ့တော့လဲအလုပ်တွေကတစ်ခုပြီးတစ်ခုပေါ်လာသဖြင့်လိုက်မပို့ဖြစ်ခဲ့။ပသိမ်သားဖြစ်သောစက်မင်းအဖို့ပသိမ်ချောင်းသာလမ်းကမျက်စိမိတ်မောင်းလျင်တောင်ရနေပါတယ်။သို့သောရန်ကုန်ကနေတယောက်တည်းတောက်လျှောက်မောင်းခဲ့ရသည်ဖြစ်၍ခိတ္တအညောင်းညာဆန့်ကျင်သဖြင့်ဇနီးတဲ့အားတလှည့်ပေးမှောက်ရန်သဘောတူလိုက်ခြင်းလည်းဖြစ်ပါတယ်။ည9နာရီဝန်းကျင်လောက်ဖြစ်သဖြင့်ကားအသွားလာရှင်းနေတော့တယ်။စိုက်ကယ်တစ်စီးစာနှစ်စီးစာသာဖြတ်သွားသည်ကိုလည်းတွေ့ရတယ်။ဧရာဝတီတိုင်းဒေသကြီးပသိမ်မြို့မှလှိုက်လဲစွာကြိုးဆိုပါ၏ဟူသောမြို့အဝင်ဆိုင်ပုတ်ကိုတွေ့လိုက်ရစဉ်တွင်အနှစ်နှစ်အလားလားခွဲခွာခဲ့ရသောဇာတိပသိမ်မြို့လေးကိုတည်င်ကလွမ်းဆွမိသွားတော့တယ်။ပသိမ်ရှိမိဘများအိမ်ကိုဝင်နေလျင်ခရီးထောက်သွားမည်ဆိုသဖြင့်ချောင်းသာမှအပြန်တွင်သာအေးဆေးဝင်မည်ဟုဆုံးဖြတ်ထားလိုက်တော့တယ်။ဇနီးဖြစ်သူဝိုင်းရတုကလည်းသဘောတူလက်ခံခဲ့လေတယ်။လမ်းတစ်ခွကျေးရုပ်ကြီးအဝိုင်းရောက်တော့ချောင်းသာဘက်သို့ခရီးဆက်ရန်အတွက်စီယာတိုင်းကိုညာဘက်သို့ချုပ်ကွေ့လိုက်ပြီးလမ်းဘေး၌ချရက်လိုက်တယ်။ဒီလမ်းအတိုင်းတက်တယ်ပဲမောင်းတော်ဝိုင်းပသိမ်ကျိုးတတာကြော်ပြီးရင်မောင်းပြန်မောင်းမယ်ဟုတ်ကဲ့မောင်ဒါဆိုမောင်ခဏကြောဆန့်အောင်မယ်နော်ဝိုင်းရတုကခေါင်းငိတ်ပြတယ်ထို့နောက်လင်မယားနှစ်ယောက်နေရာလဲထိုင်ပြီးဝိုင်းရတုကစတင်မောင်းလာတော့တယ်ကားအဲကွန်ပိတ်ပြီးတဘာဝလေးရရှိရန်အတင်းပေါက်မှန်ချထား၍စီကရက်ထုတ်တော့ဖို့ဆက်မင်းတွေးမိလိုက်တော့လဲဇနီးတဲ့စိတ်အနှောက်အယှက်ဖြစ်မည်ဆို၍ထုတ်မတော့ဖြစ်တော့ထို့ကြောင့်ကားထိုင်ခုံအောက်ကခလုတ်ကလေးဖြုတ်နောက်မီလဲချပြီးကားပေးပတင်းပေါက်၏အပြင်ဘက်မှမြင်ကွင်းများကိုငေးမောကြည့်ရှုနေရင်မကြခင်မှာပင်မေးကနေအိပ်ပျော်သွားတော့တယ်။ဆက်မင်းရုတ်တရက်လန့်နိုးလာခဲ့တယ်။အဖေကြောင့်လန့်နိုးလာရသည်။ဘုံကနေမြည်တမ်းကျဲကြီးကြောင့်လား။ကုန်တင်ကားကြီးတစ်စီးရဲ့ဆူရှသောရှေ့မီးကြီးအလင်းရောင်ကြောင့်လား။စက္ကန့်နဲ့ထားထိုင်ရင်ဇနီးဖြစ်သူဝိုင်းဘက်သို့ကြည့်မိတော့စီယာရိုင်ပေါ်မှာမျက်နှာမှောက်လျက်သားဖြစ်နေသောဇနီးတဲ့ကိုတုံလှုပ်ခြောက်ခြားပွဲရာတွေးလိုက်ရတော့တယ်။သူမကောင်မှာသွေးများကလည်းအောက်သို့တတောက်တောက်နဲ့ယိုစီကျနေတယ်။ဖေးပါဝင်းကျင်ကိုအကူအညီလှမ်းတောက်မှုလို့တော့သူကိုယ်တိုင်ကပင်လှုပ်ရှား၍မရ။ကားရှည်ချမ်းတစ်ချမ်းလုံးကအထဲကိုကျုံဝင်ကခန္ဓာကိုယ်တစ်ခုလုံးကညက်လျက်ရှိနေတယ်။ကိုပေါ်တွင်လည်းလေကာမှတ်ကွဲစများကနေရာမလန့်အောင်ထိုးဆိုင်လျက်မိမိနာကျင်မှုထက်ဇနီးတဲ့အပေါ်စိုးရိမ်စိတ်ကပိုနေတော့တယ်။မဲညစ်ထူထပ်လာသောမိကုံးငွေများကလည်းကားအတွင်းကိုလှင်မြန်စွာတိုးဝှေ့ဝင်ရောက်လာသဖြင့်အသက်ကိုပင်မနှဲဝအောင်ရှူရှိုက်နေရတယ်။အမြင့်အာယုံတို့ကလည်းတဖြည်းဖြည်းနဲ့မှုံဝါလာနေပြီဖြစ်တယ်။ရှိသမျှအင်အားအကုန်လုံးကိုထုတ်တုံ၍အာကောင်ကိုချစ်ကအော်ဟစ်လိုက်မိတော့တယ်။ဝိုင်းရှင်မောင်ဝိုင်းဘာမှမဖြစ်ဘူးနော်ဝိုင်းဘာဖြစ်လို့လဲမောင်ရဲ့ကားမောင်းနေတာပဲလေဘာမှမဖြစ်ပါဘူးဆက်မင်းရဲ့ရင်ကတဝုံဝုံခုန်နေလျက်ပင်ရှိသေးတယ်အာကောင်တွေကလည်းခြောက်ကပ်နေတယ်ဝါရက်တုရဲ့ခေါင်းနဲ့လည်းမြည်သည့်သွေးမျှရှိမနေသူ့ရဲ့ကိုယ်ပေါ်တွင်လည်းမှန်ကွဲစများထိုးဆိုင်မနေခဲ့ကားကလည်းအကောင်အတိုင်းပင်အရာအလုံးကအိမ်မက်ဖြစ်နေလေတယ်ကြောက်မှတ်ပွဲကောင်းလာတဲ့အိမ်မက်ဆိုးကြီးတစ်ခုသာဖြစ်တယ်။ဟူကြော်ပါသေးရဲ့အိမ်မက်ဖြစ်နေလို့မောင်
အိမ်မက်ဆိုးတွေမှတ်နေတာထင်တယ်။ရေတောက်လိုက်ပါလားမောင်။ဝိုင်းရတုကကားမောင်းနေရင်လှမ်းပြောလိုက်တယ်။တောက်လိုက်မယ်။ရေဘူးအဖုံးကိုဖွင့်၍တန်ငုံမီးတန်ငုံမော့တောက်လိုက်ပြီးမှအားကောင်ခြောက်နေခြင်းကအတော်လေးတက်တာသွားတယ်။နှလုံးခုန်လဲတပြေးပြေးနဲ့ပုံမှန်ပြန်ဖြစ်လာလေတယ်။ကားကပသိမ်ကျိုးတတားပေါ်မှာဖြတ်ကျော်မောင်းနေပြီဖြစ်တယ်။ခိတာခဏအမောဖြေနေရင်ကားရှိတက်တယ်မှာမြင်ကွင်းများကိုတတင်ကငေးမောနေလိုက်မိတယ်။ဟာဝိုင်းတတိထားရှေ့မှာစပိန်ဆက်မင်းရဲ့တတိပေးတန်ကြကြချင်းဝါရတုဘရိတ်အလင်းမြန်အုပ်လိုက်တော့လဲမောင်းနေလာသောအရှိန်အဟုန်ကြောင့်ချက်ချင်းအရှိန်မသေးပဲစပိန်စီးလာသူအားတိုက်မိသွားတော့တယ်။တိုက်ပြီးမောင်ဘယ်လိုလုပ်မလဲသိပြီလားမသိဘူးနော်။ဝါရတုကထိတ်လန့်တုန်လှုပ်စွာဖြင့်မေးသည်ကိုပင်ဆက်မင်းကပြတ်မပြေနိုင်ပဲကားပေါ်ကနေအလင်းအမြန်ဆင်းသွားလေတယ်။ဟာအဖရရဲ့လားဘာဖြစ်သွားသေးလဲစပိန်စီလာသူမှာအသက်ခက်ကြီးအဖိုးအိုတယောက်ဖြစ်တယ်စပိန်နောက်ကယ်ရီခုံပေါ်မှာလဲဘက်ထရီအိုးတစ်လုံးကိုကျိုးဖြင့်တုံနှောင်ထားသည်ကိုတွေ့လိုက်ရတယ်ပြင်မနဲ့နဲ့အောင့်သွားတာပါဘာမှမဖြစ်တော့ပါဘူးတော်သေးတာပေါ့အဖရဲ့လာကျွန်တော်ထူပေးမယ်အဖိုးအိုကိုအရင်ဆုံးထူပေးလိုက်ပြီးအဖဘက်ထရီအိုးကတော့ကွဲသွားပြီကျွန်တော်ပြန်ရော်ပေးပါမယ်နော်အဖနောက်ပြီးအဖကိုဆေးဖို့လေးကျွန်တော်ပေးနေပါလူလေးရဲ့မလိုပါဘူးလူလေးစီကအဖရော်ကြီးလိုချင်ရင်တခုခုဖြန့်ဆောင်နေမှာပေါ့အာအဲ့ဒီလိုမဟုတ်ပါဘူးအဖရဲ့ကျွန်တော်စိတ်ရင်းနဲ့အဖကိုပေးတာပါကျွန်တော်တို့ကမှားတာလေအဲ့ဒါကြောင့်ပါအဖအပေါ်တကယ်ကူညီပေးချင်ရင်တော့အဖအိမ်ကိုသာလိုက်ပို့ပေးပါကွယ်အဖစပိန်နင်းနိုင်တော့မယ်မထင်ဘူးဟုတ်ကဲ့အဖကျွန်တော်လိုက်ပို့ပေးပါမယ်လာကားပေါ်ကိုတက်ကားနောက်ကန်တကားကိုဖွင့်ကအဖိုးအိုအားတွဲခေါ်၍နေရာချပေးလိုက်တယ်ထို့နောက်စပိန်အားကားနောက်ပုံဖွင့်၍ထည့်လိုက်ပြီးကွဲသောဘက်ထရီအိုးကိုတော့ထိုနေရာမှာပင်ထားခဲ့လိုက်တော့တယ်ဝိုင်းဘေးမှာထိုင်လိုက်မောင်းမယ်ဝိုင်းရတုကအကြောက်လွန်ပြီးစကားပင်ပြန်မပြောနိုင်သေးမကြောက်ပါနဲ့တော့ဝိုင်းရဲ့ဒီကအပလည်းအသက်အန္တရာယ်မရှိပါဘူးမစိုးရိမ်နဲ့တော့နော်မောင်တို့အခုအဲ့ဒီအဖရဲ့အိမ်ကိုလိုက်ပို့ပေးရမယ်စပိန်မနှင်းနိုင်တော့လို့ဟုတ်ကဲ့မောင်ထို့နောက်နေရချင်းချင်းကထိုနေရာမှာအမြဲဆုံးမောင်းထွက်လာခဲ့လေတယ်ခုနကမောင်းတာဒီကလေးမလေးလားကွနောက်ခန်းမှအဖိုးအိုကလှမ်းမိလိုက်တယ်ဟုတ်ကဲ့ပါကျွန်တော်ကရန်ကုန်ကနေတောက်လျှောက်မောင်းလာတာအတားပသိမ်အဝယ်မှာအညောင်းခဏဆန့်ကျင်လို့ကျွန်တော်မိမကိုပသိမ်ကျိုးတတာအကျော်အထိတလှည့်မောင်းခိုင်းလိုက်တာ။အော်ဝါရတုကလည်းအဖိုးအိုကိုတောင်းပန်စကားဝင်ပြောလိုက်တယ်။သမီးတောင်းပန်ပါတယ်အဖရဲ့။သမီးအဖကိုတကယ်မမြင်လိုက်လို့ပါ။ရပါတယ်ကွယ်။အဖစပိန်ကလည်းရောင်ပြန်မီးလေးပြုတ်နေတာပြန်မတက်ရသေးလို့ပါ။အဖသမီးကိုအပြစ်မယူပါဘူး။ဟုတ်ကဲ့တကယ်အရန်ကျေးဇူးတင်ပါတယ်အဖရဲ့။မလိုပါဘူးကွယ်။အဖကကျေးဇူးတင်ရမှာပါ။သမီးတို့လိုစိတ်ကောင်းရှိတဲ့သူမဟုတ်ပဲကို့အမားကိုတာဝန်မယူရဲတဲ့သူတွေသာဆိုမောင်းပြေးကြမှာခုလိုတောင်မေးဖော်တောင်ရမှာမဟုတ်ဘူးအဘကိုအိမ်လိုက်ပို့ပေးတဲ့အတွက်အဘကသမီးတို့ကိုပြန်ပြီးကျေးဇူးတင်ပါတယ်ကွယ်ဝါရတုကခေါင်းညှိပြလိုက်တယ်ရှေ့တွင်ငွေဆောင်နှင့်ချောင်းသာတို့ခွဲထားသောလမ်းခွဲဖြစ်သဖြင့်ဆက်မင်းနောင်ကကားမောင်းနေရင်လှမ်းမေးလိုက်တယ်အဘဘယ်ဘက်ကိုမောင်းရမှာလဲကျွန်တော်ကိုလမ်းလေးပြောပြပေးအောင်နော်အေးချောင်းသာလမ်းဘက်ကိုသွားရမှာလူလေးဟာဒါဆိုအဆင်သင့်တာပဲဗျကျွန်တော်တို့လည်းချောင်းသာသွားဖို့အေးကောင်းတယ်လင်မယားတွေအပန်းဖြေခရီးထွက်လာကြတယ်ပေါ့လေဟုတ်အပါကျွန်တော်ကပတ်သိမ်သားဆိုတော့ချောင်းသာငွေဆောင်ကအမြဲရောက်ဖို့နေကြသူကရန်ကုန်သူဖြစ်တဲ့အပြင်ချောင်းသာငွေဆောင်တစ်ခေါက်မှမရောက်ဖို့သေးဘူးဆိုလို့အလုံးအားလုံးလေးလိုက်ဖို့ဖြစ်တာပါအိမ်တောင်သက်3နှစ်ပြည့် anniversary လေးလဲချောင်းသာမှာပဲလုပ်ဖို့စီစဉ်ထားတယ်အဖကြီးကောင်းပါရဲ့ကွာသမီးကတော့တော်တော်ကိုပြောနေမှာပဲဘာရတုကဘာမှပြန်မပြောပဲရှက်ပြုံးကလေးပြုံး၍သာနေသဖြင့်ဆက်မင်းကဝင်းပြေးလိုက်တော့တယ်ပြောတာပေါ့အဖရဲ့ကိုခင်မွန်းရဲ့အယူဆိုင်အလေးထားမှုကိုခံရတဲ့ဇနီးလောက်ပြောတဲ့သူရှိပါအောင်မလားအဲ့ဒါလည်းဟုတ်တာပဲ
ထို့နောက်စကားဆက်မပြောဖြစ်ကြတော့Toyota Wish ကအနက်ရောင်လေးကညအမောင်ထဲမှာထပ်တူကြစွာတရိပ်ရိပ်ပြေးလွှားနေလေတော့တယ်။လူလေးရေရှေ့ကတဲလေးကအဘအိမ်မဲကွယ်အဲ့ဒီရှေ့မှာရက်ပေးပါကွယ်။ဟုတ်ကဲ့အဘကားလမ်းမဘေးတွင်ရှိသောလေကွင်းပေါ်တွင်စောက်ထားတဲ့ရိုင်းနဲ့တဲအိမ်လေးတစ်လုံးရှိတွင်ကားကိုရက်ခိုင်းလိုက်တယ်။တဲလေးထဲတွင်ဖျောင်းနိုင်မီးရောင်မှိန်ပြပြထွန်းလာပြီးအိမ်ပေါက်ဝတွင်အဖွားအိုတအိုထိုင်နေသည်ကိုတွေ့ရတော့တယ်။ဝါရတူကကားပေါ်ကဆင်း၍အဖိုးအိုအားတွဲကိုပေးနေတယ်။ဆက်မင်းကကားနောက်ဖုံးထဲမှာစပိန်ကိုထုတ်ယူပြီးတဲလေးနှစ်ဘေးမှာတောက်ထောက်ထားလိုက်တော့တယ်။ထိုင်နေတဲ့အဖွားကအဖအမျိုးသမီးထင်တယ်။ဝါရတူကတဲအိမ်ပေါက်ဝမှာအဖွားအိုကိုယခုမှမြင်ဟန်တူတယ်။အေးဟုတ်တယ်သမီးလေးရဲ့သမီးလေးကိုအိမ်ထဲဝင်ပါအောင်လားအဖအမျိုးသမီးနဲ့မိတ်ဆက်ပေးမယ်လေဝါရတုကဆက်မင်းကိုတစ်ချက်လှမ်းကြည့်လိုက်တယ်ဆက်မင်းကခေါင်းတစ်ချက်ပြန်ညှိပြလိုက်တယ်ထို့သို့ခင်မွန်းဖြစ်သူရဲ့ခွင့်ပြုချက်ကိုရတော့မှဟုတ်အပါသမီးတို့ဝင်ခဲ့ပါမယ်ဟုပြန်ပြေလိုက်တော့တယ်ကဲဒါဖြင့်အိမ်မော်ကိုတက်ကြကွယ်အနီးနားရောက်တော့မှအဖွားအိုကိုသူတို့နှစ်ယောက်တတိထားပြီးကြည့်မိလိုက်တယ်အဖွားအိုရဲ့ကြောပေါ်မှာသူ့ရဲ့သပင်ဖြူဖြူကောက်ကောက်ချင်းများကဖာလန်ကျဲစွာပုံချလျက်ရှိနေတယ်။ညိုဆုပ်ဆုပ်နှကမ်းမှလည်းဆလိတ်တောက်ထားသည်မှာနှစ်တော်တော်ရင့်နေ၍ထင်တယ်။ပါဇက်နေရာကြီးကပြာနောက်နောက်ကြီးဖြစ်နေသဖြင့်အမှောင်ထဲမှမြင်ရသည်မှာအနှဲငယ်တော့ထိတ်လန့်စရာဖြစ်နေတော့တယ်။ဟဲ့အဲ့ဒါဘသူတွေလဲ။ဆက်မင်းတို့လင်မယားကိုမြင်တော့အတန်ဝါနက်နက်ကြီးဖြင့်မင်းများလေတယ်။ငါမိတ်ဆွေတွေပါကွာ။မင်းနဲ့မိတ်ဆက်ပေးမလို့ခေါ်လာတာ။မခေါ်နဲ့မခေါ်လာနဲ့သူတို့ကိုအိမ်ပေါ်မတက်စေနဲ့ထွက်သွားကြအဖွားအိုကဆက်မင်းတို့လင်မယားနှစ်ယောက်စလုံးကိုမျက်ထောင်နီးကြီးဖြင့်စိုက်ကြည့်ကအော်ဟစ်မောင်းထုံနေလေတော့တယ်မိကျန်နင့်ပါဇက်ကိုပိတ်ထားလိုက်စမ်းဒါငါမိတ်ဆွေတွေကွစိတ်အနှောက်အယှက်မဖြစ်စေချင်ဘူးအဖိုးအိုကမှန်မဲလိုက်သဖြင့်အဖွားအိုထံမှအတန်ကတော့ဆက်မထွက်လာတော့စေးပြင်းလိုက်တက်လိုက်ကိုမင်းကြီးဖာဆိုင်နေလေတော့တယ်အဖိုးအိုကဆက်မင်းတို့ဘက်ကိုလှည့်ကားသူကစိတ်ကြမ်းမာရေးမကောင်းရှာဘူးလူလေးတို့တမျိုးမထင်ကြပါနဲ့နော်အဖကြားတဲ့ကပဲတောင်းပန်ပါတယ်ရပါတယ်အဖရဲ့ကျွန်တော်တို့ဘာမှမဖြစ်ပါဘူးနားလဲပါတယ်အေးလာကြကွာအိမ်မော်ကိုတက်ကြအဖိုးအိုကဆက်မင်းတို့လင်မယားကိုအိမ်မော်တက်ရန်ဖိတ်ခေါ်လေတယ်ဆက်မင်းကအဖိုးအိုကိုဝါရတူလက်မှလွှဲပြောင်းတွဲကို၍အကြောင်းအလန့်မရှိဝင်သွားသလောက်ဝါရတူကတော့ဆက်မင်းရဲ့နောက်မှာခေါင်းလေးအသာလျှိုပြီးကြောက်ကြောက်လန့်လန့်ဖြစ်နေတယ်။အဖိုးကြီးအဖွားကြီးလင်မယားနှစ်ယောက်သာနေထိုင်တဲ့အင်္ဂလိပ်ဖြစ်တဲ့ဖြင့်အသုံးအဆောင်ပစ္စည်းများများဆဆတော့မရှိ။သို့တော့အိမ်ထဲသို့ရောက်သည်နှင့်ညှိဆိုးဆိုးအနံ့လိုအောက်တိုးအနံ့ကြီးရနေသည်ကိုတော့စိတ်ထဲကဘဝင်မကြ။အိမ်တန်ရှင်ရေးလုံနိုင်ကြတော့သည့်အရွယ်များမဟုတ်တော့သောကြောင့်ဖြစ်ဟန်တူပါတယ်။အိမ်ကတော့ကျင်းနေကွယ်လူလေးတို့ထိုင်လို့အဆင်ပြေရဲ့လား။ဟုတ်ကဲ့ရပါတယ်ပါ။မိကျန်းရေဒီကိုလာပါအောင်ကွယ်ဘာလို့မလို့တော့တော်ကလည်းမြင်မြင်ချင်းတုံးကထိတ်လန့်ခဲ့ရသောအဖွားအိုအပေါ်ဝါရက်တို့ယခုတော့ဂယုနာတက်သွားမိတယ်စိတ်ကြမ်းမာရေးမကောင်းသောအဖွားအားလိုအပ်သည့်စေဝါများတတ်နိုင်သလောက်လှူဒန်းကူညီမိခြင်းနဲ့အဖွားအိုကအိမ်ပါဝါမှာထိုင်နေရမှထလာပြီးအဖိုးအိုအနားမှာဝင်ထိုင်လိုက်တယ်အဖိုးအိုကအဖွားအိုရဲ့လက်ကလေးကိုဆုပ်ကိုင်ပြီးငါမျိုးထဲမှာဘက်ထရီအိုးသွားယူပြီးအပြန်ဒီကလူလေးတို့လင်းမရရဲ့ကားနဲ့ငါစပိန်နဲ့နည်းနည်းတိုက်မိသွားတယ်လူရောစပိန်ရောဘာမှသိမ့်မဖြစ်ပေမဲ့ဘက်ထရီအိုးကတော့ကွဲသွားတယ်ကွယ်နောက်ပြီးငါလည်းတင်မနည်းနည်းအောင်သွားလို့ဒီကလူလေးတို့ကအိမ်လိုက်ပို့ပေးကြတာပါဒါဆိုသူတို့ကနင့်ကိုကားနဲ့တိုက်တာပေါ့အဖွားအိုကဒေါသတကြီးဖြင့်ပြောနေလေတယ်ထို့အခါအဖိုးအိုကအဖွားရဲ့ကြောလေးကိုပုတ်ရင်းငါစပိန်ရောင်ပြန်ပြားလေးပြုတ်နေလို့ဒီကကလေးတွေကရုတ်တရက်မမြင်မဲတိုက်မိတာပါကွယ်တမင်တိုက်တာလည်းမဟုတ်ပါဘူးနင်သူတို့ကိုဘာလို့အိမ်ခေါ်လာတာလဲငါအတွက်ကြွက်ရောဘက်မှာလဲကြွက်ရှာပြီးကြွက်စားခြင်းနဲ့အဖွားအိုရဲ့စကားကြောင့်ဝိုင်းရက်တို့လန့်သွားပြီးဆက်မင်းရဲ့လက်မောင်းကိုဆုပ်ကိုင်လိုက်မိတယ်အဖိုးအိုလည်းမျက်နှာမှာအနှဲငယ်ပြတ်သွားလေတယ်ဒီလိုလူလေးတို့ရေအဘကလဲတဲခါမြေကြွက်လေးတွေကိုဖမ်းပြီးအဘမိမကိုချက်ကျွေးရတာသူကကြွက်သားအရန်ကြိုက်တာလေ
ပိုရှန်ဒါလေးတွေတော့အရက်ဆိုင်လေးတွေသွင်းတာပေါ့ကွယ်ဘက်ထရီအိုးကလည်းကြွက်ရှာတဲ့အခါသုံးတဲ့ဓမီအားသွင်းမှုပါအဖိုးအိုကဝိုင်းရတူကြောက်တမ်းမှန်သိ၍ပြပြတလဲရှင်းပြနေလေတယ်ဟုတ်အဖအသက်တွေလည်းကြီးနေပါပြီအဖရဲ့တခြားအလုပ်လေးမရှိဘူးလားနောက်ပြီးသားသမီးတွေရောမရှိကြဘူးလားခမအဖတို့ကသားသမီးမထွန်းကားပါဘူးကွယ်စီးပွားရေးလေးမယ်မယ်ရရလုပ်ဖို့ကလည်းအဖအသက်အရွယ်နဲ့ဦးစီးဦးဆောင်သိမ့်မလုပ်နိုင်လို့ဒီလိုပဲလေတဲကနေလေကြွက်ကလေးတွေမြေကျက်လေးတွေကိုရှာဖွေဖမ်းတဲ့အလုပ်ကလေးပဲလုပ်နေရတာပါအဖိုးအိုလိုလင်မယားအားအတော်လေးကိယူနာတတ်သွားမိတယ်ကြောထောက်နောက်ခံသားသမီးမရှိသဖြင့်ပေါ်၍ဒုက္ခရောက်ကြရလေတယ်ဒါဆိုအဖရဲ့ဘလို့မှတော့သဘောမထားပါနဲ့နော်ကျွန်တော်တို့အတုံးစရိတ်လေးတွေကနေအဖတို့ကိုနည်းနည်းလောက်လှူခဲ့ပြရစီဆက်မင်းကထို့သို့ပြောရင်းပတ်စံအိတ်ဖွင့်ကငွေဆက်ကူတချို့ကိုထုတ်ပြီးအဖိုးအိုလက်ထဲကိုတရွတ်တသေးထည့်ပေးလိုက်တယ်မယူမရစေနဲ့လူလေးရဲ့အဖတို့မှာအဲ့လောက်သုံးစရာလည်းများများဆဆမရှိပါဘူးမဟုတ်တာအဖရဲ့အခုမလို့လဲနောက်တော့လူလာမှာပေါ့နောက်ပြီးဘက်ထရီအိုးပြန်ဝဲဖို့ရဲ့အဖအတွက်ဆေးဖို့ရဲ့လှူတယ်လို့ပဲသဘောထားပေးပါနော်အဖိုးအိုကညှင်းဆန်နေတဲ့ကြားမှာဆက်မင်းကအတင်းချော့မော့၍ပြန်ပေးပြန်တယ်ထို့အခါအဖွားအိုကသူ့တန်ရာကအဲ့လောက်ကြီးလည်းမဟုတ်ပါဘူးဟောဒီလိုလေးလှည့်လိုက်ရင်ပြန်ကောင်းတော့မှာပါထို့သို့ပြောရင်တင်မလင်ခွေထိုင်နေသောအဖိုးအိုရဲ့ခါကိုတပတ်လှည့်လိုက်တယ်အဖိုးအိုရဲ့ခန္ဓာကိုယ်ကြီးမှာ360ဒီဂရီလဲပတ်ပြီးနောက်ဆက်မင်းတို့နဲ့မျက်နှာချင်းစာအရောက်မှာရှက်သွားလေတော့တယ်ဟာတရေလင်မယားနှစ်ယောက်လုံးကြောက်လန့်တကြားဖြင့်အိမ်ပေါ်မှပြေးဆင်းကြတော့တယ်အဖိုးအိုနဲ့အဖွားအိုကလည်းဆက်မင်းတို့နောက်မှပြေးလိုက်ရင်မပြေးနဲ့ငါမိမအတွက်ကြွက်မရလို့မင်းတို့ကိုစားဖို့ခေါ်လာပေးတာပဲဟာမလာနဲ့သွားဆက်မင်းကအနီးရှိခဲကြီးကြီးတစ်လုံးကိုကောက်ကလှမ်းပစ်လိုက်တယ်ထိုခဲလုံးကအဖွားအိုရဲ့ခြေထောက်ကိုထိသွားပြီးခြေထောက်ကြီးကပြတ်ထွက်သွားသဖြင့်အဖွားအိုလဲကျသွားတယ်အဖွားအိုလဲကျသွားတော့ကြောင့်အဖိုးအိုကစမ်းမလိုက်လာတော့ပဲသွားပြန်ဆွဲထူနေတယ်အဖွားအိုကလည်းပြတ်ထွက်သွားသောခြေထောက်ကြီးကိုကိုင်ကခြေတစ်ပေါင်ကျိုးဖြင့်ပြန်ထလာလေတယ်ကံကောင်းထောက်မှသဖြင့်ထိုအချိန်မှာလင်မယားနှစ်ယောက်စလုံးကားပေါ်ကိုရောက်သွားပြီဖြစ်တယ်ထို့နောက်ကားဆန်တို့ကနေရာကနေအမြန်ဆုံးမောင်းထွက်လာခဲ့ကြတော့တယ်အေးမင်းတို့ဒီနေရာကိုအပြန်ကြရင်ဖြတ်ကြရအောင်မှာပါကွာအဲ့ခါကြရင်တော့မင်းတို့ပြေးမလွတ်တော့ပါဘူးအဖိုးအိုရဲ့ရည်တန်နဲ့ကြီးကတိတ်ဆိတ်နေသောညအားထိုးထွင်းဖောက်ထွက်သွားလေတော့တယ်လာကွယ်ညာဖြစ်သည့်အပြင်လမ်းမီးတိုင်များလည်းမရှိလူသူမရှိခြောက်ကပ်တိတ်ဆိတ်လွန်းလာသဖြင့်ဆက်မင်းရဲ့စိတ်ထဲတမျိုးကြီးဖြစ်နေလေတယ်စောစောကတွေ့ခဲ့ရတဲ့အဖိုးကြီးအဖွားကြီးတစ်စီအကြောင်းကိုပြန်တွေးမိပြီးကြောတဲ့တစ်ချက်စိတ်သွားရပြန်တယ်လာမိုင်ညရဲ့ပဝင်းကျင်ကပင်ခြောက်ချားစရာလိုဘာလိုဝိုင်းကြောက်နေသေးလားကြောက်တာပေါ်မောင်ရဲ့ဝိုင်းဖြစ်လိပ်ပြန်အောင်လွင့်သွားပြီးမှတ်တာဇနီးတဲ့ကြောက်စိတ်ပြေးစရန်စကားစာမြေပြောဆိုပြီးရင်ကားကိုကယူဆိုင်မောင်းနေလိုက်တော့တယ်နောက်ကြည့်မှန်မှတစင်လဲနောက်ကိုမကြကြည့်မိသေးတယ်အခုမောင်တို့အနေရဲ့ကင်းသွားပါပြီဝိုင်းရဲ့မကြောက်နဲ့တော့နော်ဟုတ်မောင်ဝိုင်းနှလုံးတွေအယမ်းခုန်နေတော့မယ်နှလုံးငိမ့်စေတောက်မှဖြစ်တော့မယ်ဝိုင်းရတူကပြောရင်လက်ကင်ဆလင်းပတ်အိတ်ထဲမှာနှလုံးငိမ့်စေကိုထုတ်တောက်လိုက်တယ်ထို့နောက်ထိုင်ကိုမှီအမောဖြေနေရင်ခဏအကြာမှာတော့အိပ်ပျော်သွားလေတယ်ကားကဘာထားဖြစ်တာလဲကွာစီလဲအပြည့်ပါကားကရုတ်တရက်ဆက်သေးသွားသဖြင့်စိတ်ပြတ်စွာညှိတွားမိလိုက်ခြင်းဖြစ်တယ်ကားသာမောင်းတက်၍ကားမပြင်တတ်သဖြင့်ဒုက္ခရောက်နေပြီခိတက်တာများလားနှစ်ချိုက်စွာအိပ်ပျော်နေသောဇနီးတဲ့ကိုမနှိုးတော့ပဲကြားဖို့နာဝါရှိသလောက်ဖြင့်ကားပေါ်မှဆင်းကဘောနက်ဖုံးကိုဖွင့်၍ဟိုကလေးဒီကလေးနဲ့ကလေးကြည့်လိုက်တယ်။ဘာဖြစ်လို့ဖြစ်မှန်းကလည်းမသိ။ဖြတ်သွားဖြတ်လာကားတစ်စီးစီအားအကူအညီတောင်းရကြည့်တော့လဲတစ်စီးမှဖြတ်မသွား။စိတ်ပြက်လွန်စွာဖြင့်စီကရက်တလိပ်ကိုထုတ်ခါဖာနေလိုက်တော့တယ်။နှုတ်ကနေလဲဒီပုံစံတိုင်းဆိုချောင်းသာမပြောနဲ့ရှောပြတောင်ရောက်မယ်မထင်ဘူးဟုရေရွတ်မိလိုက်သေးတယ်။ဇာဟစ်စီဖုန်းဆက်မှာ
ဒီကောင်ကကားအကြောင်းနားလဲတယ်ရုတ်တရက်ငဲတငယ်ချင်းဖြစ်သူအားတတိယမိသဖြင့်ဖုန်းဆက်ရန်အတွက်ကွန်တက်ထဲတွင်ဖုန်းနံပါတ်ရှာဖွေကြည့်လိုက်တယ်ဟာဒီကောင်ဖုန်းနံပါတ်ကလည်းဘယ်ရောက်သွားတာလဲငါတေချာမှတ်ထားပါတယ်ကွန်တက်ထဲမှာဖုန်းနံပါတ်ကရှာမတွေ့ထိုစဉ်အဝေးစီကအလင်းရောင်တစ်ခုကိုဆက်မင်းတတိပြုမိလိုက်တယ်ကားများလားကားတော့မဟုတ်တော့ဘူးစိုက်ကယ်ထင်တယ်မင်းရောင်ကနှစ်ခုမဟုတ်ပဲတစ်ခုတည်းဖြစ်နေသဖြင့်စိုက်ကယ်ဖြစ်လောက်မည်ဟုတွေးလိုက်တယ်ထိုအလင်းရောင်ကတဖြည်းဖြည်းကားအနီးကိုနီးကပ်လာတယ်ဘာလဲဟောက်စိုက်ကယ်မီးရောင်လည်းမဟုတ်ဘူးဓာတ်မီးကြီးပဲဓာတ်မီးတက်လက်ကိုကိုင်းကလမ်းလျှောက်လာသောလူတစုကိုတွေးလိုက်ရတယ်ညကြီးမို့ချုပ်ဓာတ်မီးတက်လက်ဖြင့်လျှောက်လာသောထိုလူတစုကဘလို့အကြောင်းကိစ္စကြောင့်ဆိုသည်တော့သူမတွေးတတ်အနီးအနားလာသည်နှင့်အမျှထိုလူစုစီထံမှငိုတန်အချုပ်ကိုလည်းကြားလာရလေတယ်ထို့အတူပင်ဓာတ်မီးကင်ထားသောလူနှောက်မှာတစ်တာတစ်ခုကိုထမ်းထားသောလူနှစ်ဦးနှင့်အတူထိုသူတို့နောက်မှာလမ်းလျှောက်လိုက်ပါလာသောလူများကိုလည်းပြတ်သားစွာမြင်လိုက်ရတော့တယ်။ဘာတွေလဲ။ဘာတစ်တာကိုထမ်းလာကြတာလဲ။အံ့ဩမြင်သက်စွာဖြင့်ငေးမော့ကြည့်နေမိတယ်။ယခုထက်ထိထူးဆန်းသောထိုလူတစုရဲ့အပြုအမူကိုနားမလည်နိုင်သေး။သို့သောသူတို့အားလုံးရဲ့လှုပ်ရှားမှုအလုံးစုံကိုပြက်ပြက်သားသားမြင်လိုက်ရသည့်အခါမှာတော့ဟာညဘက်ကြီးခေါင်းတစ်ဘက်များကြီးသွားပြီးကြက်သိမ်းများဖြန်းကနေထသွားတော့တယ်။ထိုလူနှစ်ယောက်ထမ်းထားသည့်တစ်တာမှာလူသေးထဲ့သည့်အခေါင်းတစ်ခုဖြစ်နေပြီးသူတို့အားလုံးမှာအာတုဘချလာကြခြင်းဖြစ်တယ်။ဒါလူတွေမဖြစ်နိုင်တော့ဘူး။ကြောက်လန့်တုန်လှုပ်စွာရေရွရင်းနောက်ကိုပြက်လှဲ့အပြေးမှာတစုံတစ်ခုနဲ့ဝင်တိုက်မိလေတော့တယ်။အမလီဝိုင်းမလားဘယ်တော့ကဆင်းလာတာလဲအဲ့ဒါတွေနောက်မှမေးလောလောဆယ်ဝိုင်းကိုဆွဲထူပါအောင်တိုက်မိသွားသောအရှိန်ကြောင့်လဲကျသွားသောဇနီးတဲ့ကိုထူမပေးလိုက်ရင်နောက်ကိုပြန်လှည့်ကြည့်လိုက်တော့စောစောကတွေးမြင်ခဲ့ရတဲ့လူများအလုံးကကြက်ပြောက်ငှက်ပြောက်ပျောက်သွားကြပြီဖြစ်တယ်တယောက်မှမရှိတော့ဘူးဘာတယောက်မှမရှိတော့တာလဲမောင်ရဲ့ဘသူတွေနဲ့တွေ့လို့လဲမောင်ရုတ်တရက်ကားဆက်ရက်သွားလို့အောက်ဆင်းကြည့်တာအဲ့ဒီမှာညဘက်ကြီးအာတုဘချတဲ့လူတွေတွေ့လိုက်လို့မဟုတ်တာပဲမောင်ရဲ့ဝိုင်းစင်းလာတော့ငါမောင်တယောက်တည်းရက်နေတာပါဘသူမှမရှိဘူးမောင်တကယ်ပြောတာမျက်စိနဲ့တက်အပ်တွေ့မြင်လိုက်ရသည့်အပြင်ထိုလူများရဲ့ငိုတန်းကိုပါနားနဲ့ဆက်ဆက်ကြားလိုက်ရသဖြင့်မျက်စိအမြင်မှားခြင်းတော့မဖြစ်နိုင်ဘာပဲဖြစ်ဖြစ်ဒီနေရာမှာကြာကြာဆက်နေလို့တော့မဖြစ်တော့ကားပေါ်နဲ့အဖုံးကိုပိတ်ပြီးကားထဲကိုဝင်ရန်ဝိုင်းရက်တူရဲ့လက်ကိုလှမ်းဆဲလိုက်ရာလူပါမလာပဲလက်ကြီးသာပြုတ်ထွက်၍ပါလာလေတယ်။မောင်ဘာဖြစ်လို့လဲ။ကားကဘာမဖြစ်အကောင်တိုင်းဆက်မင်းကိုယ်တိုင်ကလည်းကားပေါ်မှာကားမောင်းလျက်တရေဝိုင်းမောင်ကိုမချောက်ပါနဲ့။ဘာတရေလဲမောင်ရဲ့ဝိုင်းနေမောင်စိတ်ကိုထိမ့်မအောင်ဘာတွေဖြစ်ကုန်မှန်းနားကိုမလဲတော့စောစောကမှကားပြတ်နေပြီးအခုတော့အရင်အတိုင်းကားမောင်းလျက်ဖြစ်နေတယ်ဒါဆိုသူခဏတစ်ဖြုတ်အိတ်ငိုက်သွားတာလားဒါလည်းမဖြစ်နိုင်ဘူးမောင်အော်တန်ကြားလို့ဝိုင်းလက်နိုးလာတာလေဘာတွေးလိုက်လို့လဲမောင်မသိဘူးဝိုင်းမောင်လည်းဘာဖြစ်သွားမှန်းကိုမသိတာစောစောကကားပြတ်နေလို့မောင်ဆင်းပြင်နေတာဟုတ်လားအခုကောင်းသားပြီလားမဟုတ်ဘူးဝိုင်းမောင်တတိပြန်ဝင်လာတော့ကားမောင်းလျက်ပဲကားလည်းမပြတ်ဘူးအရန်ကိုထူးဆန်းနေတယ်ဆက်မင်းပြောနေသည်များကိုဝိုင်းရတူကမျက်လုံးကလေးအဝိုင်းသားဖြင့်နားမလဲစွာကြည့်ရင်နားထောင်နေလေတယ်ထို့နောက်မှာတော့မောင်ဆေးတွေပြန်သုံးနေတာလားမဟုတ်ပါဘူးဝိုင်းရဲ့မောင်ဆေးဖြတ်လိုက်တာကြာပြီလေဝိုင်းလည်းသိသားနဲ့လေဒါပေမဲ့အခုမောင်ပြောနေတာတွေကမောင်အရင်ဆေးသုံးတော့ကပြောသလိုမျိုးတွေတောင်စင်ရင်မရနဲ့စကားတွေကလည်းဝိုင်းရတူကထင်ကျင်လဲထင်ကျင်စရာဆက်မင်းရဲ့ပြောစကားများကဆေးသုံးထားသူတယောက်ကဲ့သို့ပင်လင်မယားနှစ်ယောက်စကားမများခြင်းသဖြင့်သာဆက်မင်းကဘာမှဆက်မပြောပြတော့ထိုကိစ္စကိုတော့ခေါင်းထဲမှာစဉ်းစားကအဖြေရှာနေစေကားကဘာထဖြစ်တာလဲကွာစီလဲအပြည့်ပါ
ကားကရုတ်တရက်ဆက်သေးသွားတယ်။မောင်ကားဘာဖြစ်တာလဲ။ဝိုင်းရတုမေးသည်ကိုဆက်မင်းမကြားနှစ်ဖူးစီမှာချွေးများရိုးစည်းကျလာတယ်။သူစောစောကမြင်တွေ့ခဲ့ရတဲ့နမိတ်ပုံရိပ်အတိုင်းယခုကားကထိုးရက်သွားပြီ။ကားအောက်ကိုဆင်းလို့မဖြစ်စင်းသည်နှင့်တရဲအချောက်ခံရတော့မည်ဖြစ်တယ်။မောင်ကားဘာဖြစ်တာလဲလို့မေးနေတယ်လေ။ဝိုင်းရတုရဲ့အတန်ကအနှဲငယ်ကျဲသွားတယ်။ထို့အခါမှဝိုင်းကိုမောင်ပြောပါတယ်။မောင်ကားပြက်နေလို့ဆင်းပြေနာလို့အေးလေအခုထပ်ပြက်တာလား။ဇနီးတဲ့ကိုဘယ်ကနေဘလို့စရှင်းပြရမှန်းမသိတော့ကားကလည်းဆင်းမပြေမဲ့ဘာဖြစ်မှန်းသိမည်မဟုတ်ကားမပြင်တတ်လင်တောင်မှအ ਨੇ ဆုံးတော့ဖြတ်သွားဖြတ်လာကားတစ်စီးစီးကိုတားရန်အောက်ကိုဆင်းရမည်ဖြစ်သည်။မောင်နောက်မှတေချာရှင်းပြမယ်ဝိုင်းအခုမောင်ကားပါဖြစ်တာလဲစဉ်းကြည့်မယ်။ဝိုင်းကားပေါ်ကနေလုံးဝမဆင်းနဲ့နော်ကြားလား။ဘာဖြစ်လို့လဲမောင်ရဲ့မောင်တယောက်တည်းစိတ်မကြဘူး။တခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ။ဝိုင်းမှာဆင်းမယ်လေ။မဆင်းနဲ့အန်ဒီရရှိတယ်။ကားပေါ်ကလုံးဝမဆင်းပါနဲ့။မောင်ချက်ချင်းပြန်တက်လာခဲ့မယ်။ဆက်မင်းရဲ့မျက်နှာမှာစိုးရိမ်မှုများကအထင်းသားပေါ်လွင်နေသဖြင့်ဝါရတူကမဆင်းဖြစ်တော့ကားပေါ်မှာပဲထိုင်ဆောင်နေလိုက်တယ်။ကားပေါ်နဲ့အဖုံးကိုဖွင့်လိုက်သည့်အခါမှာတော့ဆက်မင်းရဲ့လှုပ်ရှားမှုများကိုကားထဲမှာမမြင်ရတော့မလေးဝါရတုနေတဲ့ဘက်မှာပြတင်းပေါက်မှန်အားလက်ကြီးတစ်ဖက်ကလာပုတ်သဖြင့်လန့်ပြီးထအော်လိုက်မိတယ်။လက်ပိုင်ရှင်ကခင်မွန်းတဲ့ဆက်မင်းဖြစ်နေတော့မှတပ်ပြင်းချရတော့တယ်။ကားအပြင်ဘက်ကနေမှန်ကိုပုတ်ကလက်ဟန်ချေဟန်ဖြင့်ပြောနေသဖြင့်မှန်ခဏချလိုက်တယ်။ဝိုင်းကားပေါ်ကခဏဆင်းဟုတ်မောင်ကားပေါ်ကဆင်းကဆက်မင်းခေါ်သည့်နောက်ကိုဝိုင်းရတူလိုက်ပါသွားတော့တယ်။ကားကလည်းဘာဖြစ်မှန်းကိုမသိတတ်တလောက်မှတ်တလောက်ကလေးကြည့်ပြီးဘောနဲ့အဖုံးကိုပြန်ပိတ်လိုက်တယ်။ညဘက်အတုပချတဲ့လူတစုနဲ့မတွေ့ခင်ကားပေါ်ကိုအမြန်တက်မှဖြစ်မယ်။ကားထဲမှာဝိုင်းရတူမရှိတော့ကိုတေချာစရန်ကားတကားဖွင့်ပြီးကြည့်လိုက်တယ်။မတွေ့ရင်ဘတ်ထဲမှာဒိန်းကနဲ့စောင့်တက်သွားတယ်။ဝိုင်းဘယ်မှာလဲ။ဝိုင်းကားထဲမှပြန်ထွက်ပြီးကားပတ်လဲမှာလိုက်ရှာပြန်တယ်။ကားလမ်းဘေးတွင်လည်းမြည်သူမျှမရှိ။ကားလမ်းမပေါ်မှာလည်းတက်ရှိဆို၍ဆက်မင်းတအုပ်တဲသာမီးရောင်တင်မင်းတအုပ်ကိုတွေးလိုက်ရသလိုအလွန်အမင်းကြောက်ရွံ့တုန်လှုပ်မိသွားတယ်။ကားထဲကိုဝင်ပုံးရန်တွေးမိတော့လဲပျောက်ဆုံးနေသောဝိုင်းရတုကိုပြန်တတိရမိတယ်။ဝိုင်းရတုကိုတွေ့အောင်ရှာမှဖြစ်မယ်။မိမသားတယောက်တည်းညအမောင်ထဲမှာဘလောက်တောင်ကြောက်နေရှာလိုက်မလဲ။ဆက်မင်းတကူကောင်းဆန်၍မဖြစ်ပါ။ကားဆန်နိုးကြည့်တော့ဆက်ကသူမဟုတ်ခဲ့သလိုပင်ချောချောချူချူနိုးသွားတယ်။မီးရောင်ကနီးတက်နီးလာပြီ။ဝါရတုကိုဘယ်နာမှလိုက်ရှာရမှန်းလဲသူမသိ။ဝါရတုကားစီကိုပြန်လာချိန်တွင်ကားအနားမှာသူရှိနေမှဖြစ်မည်ဟုတွေးလိုက်မိတယ်။ကားအနားကနေတဖွာမှမခွာ။နမိတ်ပုံရိပ်ထဲကအတိုင်းအတုပချလာသောလူများကဆက်မင်းအနားကိုရောက်လာလေတယ်။သူနောက်ကိုလှည့်မပြေးဖြစ်တော့သူဇနီးကိုတရေတစေတကအဖြစ်သို့အရောက်မခံနိုင်။ဒါကြောင့်ထိုလူစုနဲ့မျက်နှာချင်းဆိုင်ပင်ရက်နေလိုက်တော့တယ်။မောင်နောက်ကျောစီမှာပြန်လွင်လာသောဝိုင်းရတုရဲ့ချို့လင်းလွင်အတန်လေးလှည့်ကြည့်တင်မကြည့်တင်သူစဉ်းစားနေတယ်။နမိတ်ပုံရိပ်ထဲကလိုတရေတစေတကောင်ဖြစ်နေမလား။မောင်ဘာရက်လုံနေတာလဲ။ဘိုင်းကိုကြည့်ပါအောင်။မျက်နှာချင်းဆိုင်မှာအတုပါချလာသောလူတစုနောက်ကျောဘက်မှာဝိုင်းရတုလားတစေတရေလားမသေးကွဲတဲ့အမျိုးသမီးမောင်ဝိုင်းခေါ်နေတာကြားလားမောင်ကြားတယ်ဝိုင်းဒါပေမဲ့လုံးဝမောင်လှည့်ကြည့်မှာမဟုတ်ဘူးဝိုင်းမောင်စနီးအစ်စ်ဆိုမောင်ရှိကိုလာခဲ့ပါအနောက်ဘက်စီမှာအတန်ပေးနေသောဇနီးတဲ့ကိုအရှိကိုလာခိုင်းလိုက်တယ်သို့တော့အရှိတို့မလာပဲပြန်ပြေးသည်ကမောင်ဝိုင်းကိုလှည့်ကြည့်ပါအောင်ဝိုင်းချစ်တော့တယ်ဝိုင်းရဲ့ချစ်တော့တယ်ဝိုင်းရတုရဲ့ရှိုက်ကြီးတက်ငင်ငိုတံများရောထွေးနေသည့်စကားများကြောင့်စင်ကျင်တုံတရားတို့အားစိုးရိမ်စိတ်တို့ကအနိုင်ယူသွားခဲ့တော့တယ်။နောက်ကိုလှဲ့အကြည့်မှာမြင်လိုက်ရသည်ကခါအောက်ပိုင်းလုံးဝမရှိသောဝိုင်းရတုရဲ့ခန္ဓာကိုယ်တစ်ခုသူ
သူ့မျက်နှာပေါ်ကိုအေးမြသောရေစက်တွေစီးဆင်းဆွဆိုသွားသည်ကိုခံစားလိုက်ရတယ်။မျက်လုံးဖွင့်ကြည့်လိုက်တော့ရွှေရောင်ဖလားအသေးလေးတစ်လုံးထဲမှာရေများဖြင့်သူ့မျက်နှာပေါ်လောင်းချပေးနေတဲ့အဖိုးအိုတစ်ယောက်ကိုတွေ့လိုက်ရတယ်။မင်းတတိရလာပြီလား။ဟမ်ကျွန်တော်ဘယ်ရောက်နေတာလဲ။မင်းအခုရောက်နေတာတက်မလွန်ပါကွ။မင်းတို့နှစ်ယောက်စလုံးသိချိန်မတန်သေးဘူး။ဒါကြောင့်မို့မင်းတို့ကိုရမမင်းစီကနေငါတို့လာပြန်ခေါ်တာပဲ။ဗျာတက်မလွန်ပါဟုတ်လား။ဒါဆိုကျွန်တော်မိမရောအဖိုးအိုကအေဂျင့်တင်ငိမ်စွာပြုံးလိုက်ပြီးမင်းမိမကတော့သူ့ရဲ့ကိုယ်ဆောင်နဲ့ပြန်ခေါ်သွားပါပြီ။မင်းကိုလည်းမင်းရဲ့ခန္ဓာကိုယ်ထဲမထည့်ခင်ဆေးတစ်လုံးတိုက်ဖို့အပစောင့်နေတာ။ဗျာသူ့ရဲ့ကိုယ်ဆောင်နဲ့ဟုတ်လား။ဒါဆိုအပကရောအပကမင်းရဲ့ကိုယ်ဆောင်နဲ့ပဲကျွန်တော်ကိုယ်ဆောင်နဲ့ဟုတ်တယ်မင်းရဲ့ဝိညာဉ်ကိုမင်းရဲ့ခန္ဓာကိုယ်စီပြန်ပို့ပေးဖို့ငါမှတာဝန်ရှိတယ်။အဖိုးအိုပြောနေတဲ့စကားများကိုရုပ်ချီသူနားမလည်နိုင်ခန္ဓာစီပြန်ပို့ရမည်ဆိုတော့သူတို့ကတေးသွားတာလားဘဲမှတေးသွားတာလဲတက်မလွန်ကိုရောဘလို့ရောက်လာတာလဲအများကြီးမစင်စားနေပါနဲ့အောင်လောလောဆယ်ဒီဆေးကိုအရင်တောက်လိုက်ပါအဖိုးအိုကထို့သို့ပြောရင်းရွှေရောင်ရွန်းတစ်တာလေးထဲမှာအနီရောင်ဆေးလုံးလေးတစ်လုံးကိုနှိုက်ယူလိုက်ပြီးဆက်မင်းရဲ့လက်ဖွားပေါ်ကိုတင်ပေးလိုက်တယ်ရော့ဒီဆေးလုံးလေးကိုတောက်လိုက်ဆက်မင်းကသူ့လက်ထဲရောက်လာတဲ့ဆေးလုံးကိုမမိတ်မသုံးစိုက်ကြည့်နေတယ်ဆေးတောက်ရန်တွန်းဆုံနေသောဆက်မင်းရဲ့အမူအရာကိုအဖိုးအိုကရိပ်မိဟန်တူတယ်တောက်လိုက်ပါလူလေးတို့လင်မယားကမမြင်အပ်တဲ့တက်မလွန်ကပရလောကသားတွေကိုမြင်ထားတာဖြစ်တဲ့အတွက်စိတ်ငြိမ်ဖို့ရေပရလောကသားတွေမနှောက်ယှက်နိုင်အောင်ရေဒီဆေးလုံးလေးတောက်ထားဖို့လိုအပ်လို့ပါဒီလိုမှမဟုတ်ရင်လူပြည်လူရွာကိုပြန်ရောက်တဲ့အခါစိတ်မနှံ့တဲ့သူတွေအဖြစ်နဲ့တသက်လုံးအယိုးထုတ်သွားကြရလိမ့်မယ်အဖိုးအိုရဲ့တိုက်တွန်းစကားကြောင့်ဆက်မင်းထွေထွေထူးထူးနဲ့မစင်စားတော့ပဲတောက်ချလိုက်တော့တယ်ဈေးလုံးရဲ့ချိုအေးသောရှနန်းကရင်တစ်ခုလုံးကိုအေးမြသွားစေတယ်ပြီးနောက်အသွေးအသားနဲ့အကြောများတဲ့ကိုစိတ်ဝင်သွားပြီးဖိမ့်တိန်ရှိမ့်တိန်နဲ့နေလို့ကောင်းသွားတယ်မကြခင်မှာပဲမျက်ခွန်လေးလံလာကဘာမှမသိတော့ပဲနှစ်ချိုက်စွာနဲ့အိမ်မောကျသွားလေတော့တယ်သားလေးတတိယလာပြီလားအိယာနိုချင်းနားတဲ့ပထမဦးဆုံးကြားလိုက်ရသည်ကအမေရဲ့အတန်မျက်လုံးများကိုအာယူဖွင့်ကြည့်တော့ဆေးရုံကတင်ပေါ်တစ်ခုကိုရှောင်းနေကြောင်းတတိထားမိတယ်အမေကဝမ်းသာလွန်သဖြင့်သူမရဲ့မျက်ဝန်းများတွင်မျက်ရည်များပင်စုံနေပါတယ်မသေးကောင်းမပြောက်ကောင်းသားလေးရဲ့သားပါလို့ဆေးရုံကိုရောက်နေတာလေအမေသားတို့နှစ်ယောက်ကြိုးတမရောက်ခင်ရန်ကင်းတောင်ကုန်းအဆင်းမှာဟိုဘက်ကနေအရှိန်နဲ့ကုန်းတက်လာတဲ့ကုန်တင်ကားတစ်စီးနဲ့ဝင်တိုက်မိတာလေအဲ့ဒါအခုပသိမ်ဆေးရုံကြီးမှာတင်ထားရတယ်ဗျာကုန်ကားဟုတ်လားဆက်မင်းအတော်ကလေးတုံလှုပ်သွားတယ်ဝိုင်းရတူကားမောင်းနေချိန်ကသူ့မခဲ့တဲ့အိမ်မက်ဆုံးမှာတကယ်အဖြစ်ပြက်ဖြစ်နေတယ်သူတို့ကားပေါ်တဆေအဖိုးအိုကိုတင်ပြီးကျိုးတကအဖြက်မှာတရားဖြတ်တန်းကြီးကောက်ခံခဲ့ခြင်းမရှိတာဖြစ်တယ်ချက်ချင်းပင်ထိုအိမ်မက်ကမျက်လုံးထဲမှာတကွက်ချင်းပြန်ပေါ်လာခဲ့တယ်နောက်ပြီးကားစီရတိုင်းပေါ်မှာဒေးတန်တရဲရဲနဲ့မှောက်လက်သားဖြစ်နေသောဝိုင်းရတူအမေသားမိမရောရင်ကတင်မော်ကချက်ချင်းကုန်းထရန်ပြစ်လိုက်တော့လေတကူလုံးကနာကျင်ကြိုက်ခဲနေသဖြင့်ထား၍မရသားမထနဲ့သားကိုပေါ်မှာဖက်ကဲစာတွေစိုက်တာအများကြီးပဲအဲ့ဒါတွေကိုပြန်ချုပ်ထားရတယ်ချုပ်ရိုးကလည်းမကြက်သေးဘူးဟုတ်အမေသားမိမရောလို့အမေမျက်နှာကရုတ်တရက်ညှိုးငယ်သွားတယ်ဝိုင်းရတူအတွက်သူတော်တော်စိတ်ပူသွားမိတယ်ဝိုင်းတစ်ခုခုများဖြစ်သွားလို့လားဖျားဝိုင်းဘာမှမဖြစ်ပါစေနဲ့သားမိမကတော့အမေစကားမဆုံးသေးအဖေကအပြင်းဝေလာတယ်မိမကြီးငါတို့ချွေးမလေးလည်းတတိရလာပြီတဲ့ဟဲဟုတ်လားဝမ်းတောက်လိုက်တာယောက်ျားရဲ့ဒီမှာသားကိုဘလို့ဖြေးရမှန်းမသိဖြစ်နေတာဟုတ်တယ်မိမကြီးဆရာဝန်တွေကလည်းတေလူအဖြစ်ကိုတတ်မှတ်လိုက်ကြတော့မလို့တော်သေးတာပေါ့အဖေဖြစ်သူရဲ့စကားကိုကြားရတော့မှဝိုင်းအတွက်စိတ်အေးသွားမိတယ်ဘာရဲ့မဟုတ်ပဲရုတ်တရက်ထပြုံးလိုက်မိတယ်
ဘာရီပြုံးနေတာလဲသားရဲ့ဘာမှမဟုတ်ပါဘူးအမေရဲ့ဟူသာပြက်ဖြေလိုက်မိတယ်တကယ်တော့ဆက်မင်းတွေးမိလိုက်သည်ကကောင်းပါပြီအရန်ကလေးဆန်သောဇနီးတဲ့ရဲ့အကျင့်ကိုတီးသောကြောင့်လည်းဖြစ်တယ်ဆက်မင်းအထင်တော့ဝိုင်းရဲ့ကိုဆောင်တဲ့တိုက်တီဆေးကိုချက်ချင်းမတောက်ပဲခေါင်းမာနေ၍ယခုမှနောက်ကျစွာတတိပြန်ရလာခြင်းဖြစ်လိမ့်မယ်ထို့ကြောင့်သူပြုံးလိုက်မိခြင်းဖြစ်တယ်ဝိုင်းရဲ့ကိုဆောင်နဲ့လည်းတော်တော်လေးတော့စိတ်ညစ်သားလောက်မယ်အမေပြောလေသားတို့ဆေးရုံကဆင်းရင်ချောင်းသာသွားတဲ့လမ်းမှာဖုန်းကြီးတွေကိုပင့်ပြီးတရားနာအမျှဝေးခြင်းနဲ့ရတယ်လေသားရဲ့သားတို့ကအက်ဆီဒန့်ဖြစ်တဲ့နေရာမှာလည်းလှုပ်ပေးမယ်သားပြောတဲ့နေရာမှာလည်းလှုပ်ပေးမယ်ဒါနဲ့သားပြောတဲ့နေရာကဘယ်နေရာလောက်လဲဆက်မင်းတို့တဆိအချောက်ခံရသည်ကလျှော်ပြသို့မရောက်ခင်ကားလမ်းတနေရာဟုတ်သာမှတ်မိသည်နေရာအတိအကျတော့မသိတဆိအဖိုးကြီးအဖွားကြီးနှစ်ယောက်ကိုလည်းအမျှပေးဝေရမည်ညဘက်ကြီးအတုပါချနေတတ်သောလူတစုကိုလည်းအမျှပေးဝေရမည်အဲ့ဒါတော့သားမသိဘူးအမေရဲ့ချောင်းသာသွားတဲ့လမ်းကပသိမ်မျိုးရဲ့ဘယ်ဘက်အရက်နားလောက်မှရှိလဲကမ်းနားလမ်းကပသိမ်မျိုးရဲ့အနောက်ဘက်ဆိုတော့ကျိုးတတနဲ့ချောင်းသာလမ်းကအနောက်မြောက်လောက်မှဖြစ်မှာပေါ့ဒါဆိုအနောက်မြောက်တော့အရက်၌ရှိသောပသိမ်ချောင်းသာကားလမ်းမကြီးပေါ်မှာမကျွတ်မလွတ်သေးသူများကိုရည်စူး၍ဆိုပြီးအမျှပေးဝေရတော့မှာပေါ့နော်အမေရဲ့ထို့နောက်တွင်တော့ကိုဆောင်နှက်ကြီးတိုက်လိုက်တော့ဆေးလုံးချောင်လာတော့မသိဆေးပြက်၆၆ပွဲကောင်းသောတမလွန်မှအဖြစ်အပျက်များကိုထိတ်လန့်တုန်လှုပ်ခြင်းအလင်းမရှိစိတ်တည်ငြိမ်စွာဖြင့်မိဘနှစ်ပါးအားပြန်လည်ပြောပြနေမိပါတော့တယ်ဟုတ်ကဲ့ပါရှင်တမလွန်ဤအနောက်မြောက်တောင်အရက်၌ရှိသောဆိုရဲဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်တောင်းနေတွေမှာလည်းဘယ်လိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့ဇလန်းကောင်းလေးတွေကိုပြောပြတင်ဆက်ပေးသွားအောင်မလဲဆိုတာပရိသတ်များကဆက်လက်ပြီးတော့အပေးနာဆင်ပေးကြပါအောင်ရှင်အပေးနာဆင်ပေးခဲ့ကြတဲ့ပရိသတ်တဦးတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ရှင်စာရေးဆရာကိုလည်းကျေးဇူးတင်လေးစားလျက်ပါကျမတို့ရဲ့တင်ဆက်မှုလေးကိုသဘောကျရဲဆိုရင်တော့ like and subscribe လေးလုပ်ပေးခဲ့ဖို့လည်းမမေ့ပါနဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်